ဒီအမှားကြီးအကောင်းဆုံးမှန်တယ်အဲ့ကြောင့်မလို့ဒီကခန်းကိုလောင်းပြမှာကြည့်ပါဦးပြပြီးလိုက်ကြည့်အကိုဘာလဲညီမတို့အမှားပြီးမှအခန်းလေးဝင်ရပါအောင်ဘာအခန်းလည်းမသိဘူးဒီမှာဒါညီမတို့ကွန်ထရိုလေးအကိုရှင်းပြမှာမရှင်းပြနဲ့ငါမှအလုံးလည်းမရှိပတ်စံလည်းမရှိ အလုံးမရှိဘူးဟုတ်တယ်ကိုပြလာဒါကိုပြဒီပါမောင်မှာလုံးလုံးဝင်တယ်ကိုကျွေးရှင်ကြီးလေနောက်ပြန်ဆိုင်လို့ဆင်းလိုက်တော့အလုပ်ပါရပါနော်အလုပ်ပါရတော့အဲ့ဆိုရှင်အလုပ်လည်းရှိပါအဲ့ဆိုဒီအခန်းကြီးကိုဝင်နိုင်ပြီပေါ့နော်ဟာငါဝေးဘာလို့မှလဲငါတယောက်တည်းနေရမှာလားငါမှကြီးသားတော့မရှိဘူးညီသားမရှိဘူးဟုတ်တယ်ညီမရှိရဲ့လေအကွာလည်းဟာဘာလို့မှလဲဒီလောက်အကောင်းသားကိုကြီးမှဆိုရင်ကိုတကယ်လက်ထက်ယူမယ်လူနဲ့ပဲနေမှာပေါ့တကယ်လက်ထက်နေမှာနေမှာပြီဟုတ်အခါရလက်ထက်လိုက်ရောမိုက်တယ်နော်ဒါဆိုဝင်နိုင်ပြီတော့ဝင်မယ်လိုက်လာလို့ခိုင်းပါရှင်ဟုတ်တိတ်လားကိုပြင်မာလမ်းလေးလာရှောက်လိုက်တာနဲ့လေမိမပြောက်လဲရတာပြီအခန်းလေးရတာပြီမိုက်တယ်နော်ဟုတ်အားနာလိုက်တာအကိုရဲ့အကိုမှလုပ်ငန်းလိုက်စင်မရှိတဲ့ခါကျတော့လေဘန်နဲ့ချိတ်လို့မရဘူးကိုဟုတ်အဲ့ဒါဝယ်လို့မရဘူးနော်ဟုတ်ပါတယ်ကိုဟုတ်တော်တော်အသုံးကျတဲ့ယောက်ျားပဲနင်းနဲ့ငါမပေါင်းနိုင်တော့ကွဲမယ်ရော့အော်ခဏနေငါဟာပဲ哎呦我的妈！